အိယာကိုဘယ်လိုဖြတ်တန်းလဲဆိုတော့မနက်10 နာရီထိုးမှအိယာထားပါတယ်အပြင်စီစဉ်တိုင်းအိယာခင်းနေခောက်အိယာကိုပြန်ပြီးတော့တေချာပြန်ပြီးတော့နေရာပြန်ချပြင်ကောင်းငင်ယူကြည့်လိုက်ပါတယ်ဒါစေတက်ကတူရဲ့အပေါ်ကအဆောင်ခန်းနေမြင်ရတာအပြင်မျက်နှာတက်သွားတိုက်လုပ်ပါမယ်ပြီးတော့စကင်ကဲပေါ့ morning routine စကင်ကဲဘယ်မှလည်းသွားကြမရှိဘူးဆိုတော့စကင်ကဲထိပဲလိမ့်ပါတယ်မိတ်ကပ်ဘာညာမလိမ့်ဘူးပေါ့ sun cream လိမ့်အပြင်တော့ကြိုတင်စီစဉ်ထားတဲ့ assignment ရေးရပါတော့မယ်ဒီခုက BSM module ပေါ့နော်အဲ့လိုပုံစံမျိုး minor module BSM ရဲ့အသေးရဲ့တင်နေတာအဲ့ကြတော့အဲ့ရ assignment တွေပြီးရပါတော့သူကစာမွေးမှာသူတို့ကပဲရေးဖြည့်ရမှာလीလာကုံလောက်ဆိုဖြည့်ရမှာဆိုတော့တခြားပုံမှန်လို့ဆိုလို့ချင်းအဲ့လိုစာမွေးကရင်းနှစ်တွေအငယ်တန်းတွေဆိုလို့ချင်းစာနဲ့ဆို SBA ဆိုပြီးတော့ခဲရလေးနဲ့အလုံးချဲ့တာလုံးဝစာရေးစရာမလိုစာရေးရဆိုလို့အတန်းထဲမှာကျွေရဲလောက်ပဲရှိရစာလုံးဝရေးတာမလို့စာမွေးပါဆိုလို့ချင်းခဲချဲ့လိုက်အောင်ပဲဆိုတော့လက်ရေးကြကျင်တာမရတော့အိမ်မှာစာပြလက်ရေးပြက်လက်စာပြဒါပေမဲ့အခုကအဆိုင်မှဆိုအဆောင်မှာရေးရတာဆိုလက်ရေးကိုတခြားရေးနေပါတယ်လာမီးကြတဲ့မိခွန်းရှိရပါတော့။ဘာလဲဆိုတော့စာအရန်လောက်ရလားစေးချောင်းတက်ရင်စာဘယ်နှနာရီလောက်ထိုင်ကြည့်ရလဲ။ဆိုအဲ့လိုလာမီးတဲ့ကလေးကိုဆိုရင်အဲ့လိုဆောင်ကြည့်ရဘူးအဲ့လောက်ကြီးမများဘူး။တက်တာတယ်လာခဲ့ဝါသနာပိုင်လာခဲ့လိုက်အဲ့လိုပြောပြတာများတယ်ပေါ့။အဲ့ဆိုသူချိုကလေးကစာအရန်မလို့အောင်ဆိုဟုတ်လူလားပေါ့။တကယ်လေအရန်မလို့ရပါဘူးတကယ်စာအဲ့လောက်မလို့ရအောင်ဘာလို့လဲဆိုတော့စာမွေးတွေကတော့စတိုင်းရှိနေမှာပဲဒါပေမဲ့ကိုကလိုအပ်တဲ့အချိန်တွေမှာစာထပြီးလုပ်တတ်ဖို့ပဲလိုအပ်တာပေါ့နော်အရင်စာမလုပ်အောင်ဆိုရင်လည်းလုံးဝအကုန်မလုပ်သိဘူးစာမဟုတ်လေအဲ့လိုနေတိုင်းလဲလုပ်စရာမလိုအရင်လဲ serious ကြီးဖြစ်စရာမလိုဒါပေမဲ့စာမွေးနေတဲ့အခါမတိုင်ခင်လေးမှာစာမွေးနေမှာ one subject one night လဲအဲ့လိုတော့သဘောမထားဘူးနဲ့ပေါ့နော်အဲ့လို one subject one night တော့မလုပ်နဲ့အဲ့ရှည်လေးလောက်မှာစာမွေးမတိုင်ခင်တလားလောက်ကစာလုပ်တာမျိုးအဲ့ဆိုရမ်းကောင်းတယ်အဲ့ဒါဆိုရမ်းကောင်းတယ်ဘယ်လိုဆိုအဲ့ဒါအဆင်ပြေပေါ့နော်ပုံမှန်သာလုပ်သွားပဲဆိုလို့ချင်းလေအရင်အမှတ်ကကောင်းကြမှာပါအဲ့လိုအငယ်ကလေးတွေကအခုကလေးတွေကစာအရင်လုပ်ကြဆိုကလေးတွေအမှတ်ကောင်းကြတယ်တော်တော်များများကိုရီတာနဲ့ကလည်းစာအရင်လုပ်တဲ့တွေရှိပါတယ်ဒါပေမဲ့စာလုပ်တဲ့တွေနဲ့ကြာတော့တိတ်မပေါင်းဖြစ်တော့သူတို့ဘယ်လိုလုပ်တဲ့ဆောင်းမသိဘူးပေါ့နော်ကိုကတက်တာလို့နေတာတက်တာအောင်နေတယ်ဒါပေမဲ့ဆောင်းပွဲတော့အကြခံလို့ဖြစ်အဲ့လိုဆောင်းပွဲကြဖို့တော့စိတ်ကူးမရှိဆောင်းပွဲမကြအောင်တော့ကိုယ့်ကိုပြင်ဆင်နေအဲ့လိုကြတော့စာအရန်များလားဆိုစားတော့များတယ်တက္ကသိုလ်ဆိုတော့ဒါပေမဲ့အရန်ကြည့်ရလားဆိုတော့ကိုယ်စိတ်ပေါ်ကိုမှုတရားကိုဆုံးဖြတ်ချက်ပေါ်မှုတရားပေါ့နော်ကိုယုံကြည်မှုအဲ့လိုပဲပြောချင်ပါတယ်အဲ့ဒါတစ်ချက်ပြီးသွားပါတော့အခုရင်းတာအတစ်ကလေးတကယ်ဒီ Viber တွေမှာဖြည့်တဲ့မေးခွန်းဆိုရင်ဒီအတစ်ကတော်လာတာပေါ့နော်အဲ့လိုpatient rights တွေဒေါက်တာတယောက်ရဲ့ကျင့်ဝတ်တွေအဲ့လိုပုံစံမျိုးအဲ့ဒါတွေရှိရတာအဲ့ဒါဆိုလို့ချင်း ChatGPT မေးလိုက်ကိုဖြည့်လိုက်အဲ့လိုဖြည့်ရတယ်ရှိဒီစာအုပ်ကိုအငယ်တန်းလေးတွေကလာတောင်းကြရှိအငယ်တန်းလေးဆိုအဲ့10တန်းပြီးလူဖြည့်မဲ့သူလေးတွေဘိုက်ပါဖြည့်မဲ့သူလေးတွေပေါ့နော်လာတောင်းကြအားပြီးတော့နေလေသာစားပါမယ်နေလေသာစားရင်နိုင်ဆိုစကားကြည့်ပေါ့စကားတော့ BR fan ဆိုတော့ The Weeknd မင်းညထွက်ထားတဲ့ဟာပြန်ကြည့်စနေနေ့ကထွက်ထားတဲ့ The Weeknd ကြည့်မြင်လိုက်တာအပြည့်စားပြည့်ရေးရပြီပေါ့နော်အသက် assignment 3ခုတောင်ပြီးထားတာဆိုမပြီးသေးအဲ့ဒါရေးရစေးချောင်းအဆောင်ပေါ့နော်အဆောင်လျှောက်ဖို့ဆိုပြီးတော့မေးကြတယ်ပေါ့နော်ဆောင်လျှောက်ဖို့ကကြာလေအဆောင်ကလေလျှောက်ပြီးမဲနိုင်မှာထင်တယ်လို့အရန်အခန်းအများကြီးမရှိဘူးခုလောဆယ်ဒါအဆောင်လျှောက်တဲ့သူတွေမဲနိုင်မှာမို့လို့မဲပေါက်မှာအဆောင်နေရမှာပါနာစီအတေး
အမကြီးရများပြီလက်တိပိန်သွားဆွာပြပါပြီးလက်သေးအဲ့လိုဒီမေဒီစီဘက်ရောက်ပြီဆိုတော့လေအဲ့လိုလူနာနဲ့ဆက်ဆံရတဲ့ခါမှာဆိုလက်သေးရှိထားလို့မရတော့အဲကြောင့်မလို့လက်သေးရှိထားခြင်းတဲ့ကောင်မလေးဆိုရင်အငယ်တန်းပါကနေထားကြီးလာတော့ချင်းအဲ့ပါကက်ရှင်ခေါ်တာလို့စားလေအဲ့လက်သေးနဲ့ဆိုကိုဝဲနာလူနာနာနောက်ကိုရင်နာအဲ့ကိုလက်ကိုပဲပြန်ခေါ်တာဆိုလေအပြာစားပြီးသွားပြီးတော့တိန်းနေပေါ့နော်ချင်းက9 နာရီ56တောင်ရှိသွားတယ်အဲ့ဒါနဲ့ဒီနေ့စားတော့စားရပါတော့ဒါပါပဲ